လက်ရှိအချိန်မှာရသစာပေကိုချစ်တဲ့သူတွေအနေနဲ့ဘာစာအုပ်ဖတ်ရမလဲစဉ်းစားနေရဆိုလို့ရှိရင်ပေါ့နော်ဒီကျွန်တော်ဒီစာအုပ်ကိုညွှန်နေပါတယ်ဂျာနယ်ကျော်မမလေးရဲ့မုံရွေးမဟုတ်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်ရသစာပေဖတ်နေကြသူတွေဆိုရင်တော့ဒီစာအုပ်ကိုမဖြစ်မနေဖတ်ပြီးသားဖြစ်မှာပါဒါပေမဲ့အခုမှစပြီးတော့ရသကိုမြေစမ်းခရမ်းပြိုဖတ်ကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီစာအုပ်လေးကိုမဖြစ်မနေညွှန်ဆိုချင်ပါတယ်အခုအချိန်မှာဒီရုပ်ရှင်ရိုက်မယ်ဆိုပြီးတော့ hit ဖြစ်နေတဲ့စာအုပ်လည်းဖြစ်တာပေါ့နော်ဆိုတော့ဒီစာအုပ်ကစာအုပ် review ဆိုပေမဲ့လည်းဒါကို spoiler မပါတဲ့ review ဖြစ်ပါတယ်အရိုးရှင်းဆုံးဇလန်းကလက်ရှိအချိန်မှာဖတ်ကြည့်ရင်အစမ်းပြားသုံးသောအကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဖတ်ကြည့်တဲ့လို့ကျွန်တော်ညွှန်တာဖြစ်ပါတယ်ဇလန်းကရိုးရှင်းတယ်ဒါပေမဲ့အခုအချိန်အခုကာလမှာဒီစာအုပ်ဖတ်လို့ရှိရင်အမြင်မတူတဲ့စမ်းသစ်တဲ့ကျွန်တော်တို့ဒီရတတစ်ခုခုပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆရပေါ့နော်ဒီတိုင်းပြောရင်တော့ရိုးရှင်းတယ်ပေါ့နော်ဖတ်ကြည့်လိုက်မှ तू ကအဲ့ဒီရိုးရှင်းဆုံးကစမ်းသစ်ဆုံးဖြစ်နေရပါတော့အချင်းနေမတူတဲ့ဆိုကျွန်တော်တို့အချင်းနေမတူဘူးဆိုတဲ့ခေါင်းစဉ်အောင်မှာပုံစံမျိုးစုံရှိရပါတော့ဥပမာဆင်းရဲတာချမ်းသာတာဒါဆိုအချင်းနေမတူဘူးလို့ပြောလို့ရတယ်ဒီစာအုပ်ကကြတော့အဲ့လိုအချင်းနေမတူတာမျိုးမဟုတ်ဘူးလူတစ်ယောက်ရဲ့ဖြတ်တန်းလာတဲ့ lifestyle ပေါ့နော် तू ဖြတ်တန်းလာတဲ့ lifestyle ကိုယ့်ရဲ့ lifestyle မတူတဲ့အနေအထားနှစ်ခုပေါ့နော်ပြီးရင်မတူတဲ့ point of view နှစ်ခုကိုသူတို့အိမ်တော်ဝဲဖြစ်လာတော့ပေါင်းဆက်တဲ့အခါတဟဇာတာမဖြစ်တဲ့အနေအထားကိုထင်လက်ပြသထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမြန်မာ main ကလေးတွေဆိုတော့နည်းနည်းရှေးရိုးဆွဲလို့ပြောရမှာပေါ့နော်အဲ့ဒီတုန်းကအဲ့ဒီခေတ်အနေထားအရကျွန်တော်တို့မြန်မာ main ကလေးတွေဆိုတော့ဒီရင်ကျေးမှုထိန်းသိမ်းတာမျိုးတို့နောက်ပြီးတော့ဂုဏ်သိက္ခာထိန်းသိမ်းတာမျိုးတို့ရိုးရာအစဉ်လာထိန်းသိမ်းတာမျိုးတို့ဆိုတော့အဲ့ဒီအမြင်တစ်ခုကြားမှာမွန်းကျက်မှုပိတ်လောင်မှုတွေဖြစ်နေတဲ့အခိုက်အတန့်လေးကိုလည်းဒီစာအုပ်မှာထင်ဟပ်ပြသထားတယ်ပေါ့နော်ဆိုတော့ဇလန်းအကြောင်းကတော့အများကြီးမပြောတော့ဘူး spoiler ဖြစ်မှာဆိုလို့ပေါ့နော်ဒီတကယ်လို့ဇလန်းကိုဖတ်ချင်တယ်ဆိုလို့ရှိရင်ဝယ်လို့မရတဲ့သူတွေအတွက်ဆိုရင် PDF file လေးကျွန်တော်ရှာပြီးတော့ဒီကျွန်တော် comment box မှာထည့်ထားပေးပါတယ်အဲ့ဒီမှာ download လုပ်နိုင်ပါတယ်ဇက်ကောင်စရိုက်တွေကတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ဆိုတော့အားတာချက်ကဒီစာအုပ်ပါရှိတယ်ဆိုတော့ကျွန်တော်တို့မသိရတဲ့ကျွန်တော်လက်လှမ်းမမီတဲ့ခေတ်တစ်ခုရဲ့အနေအထားမှာကျွန်တော်တို့လက်လှမ်းမီနေတဲ့ခေတ်အနေအထားပုံစံနဲ့နှိုင်းယှဉ်ပြီးတော့သိရှိမှဖြစ်ပါတယ်လက်ရှိအိမ်အောင်တဲ့တွေဒီဘဝကိုဘယ်လိုဖြတ်တန်းနေလဲအဲ့ဒီခေတ်ကအိမ်အောင်တဲ့ရဲ့ရောဘဝကိုဘယ်လိုဖြတ်တန်းနေလဲပေါ့နော်လက်ရှိအိမ်အောင်ဖက်နှစ်ယောက်ရဲ့မတူညီတဲ့ point of view ကိုကြတော့သူတို့ဘယ်လိုဖြည့်ရှင်းပြီးအဖြေညှိကြတယ်လဲအဲ့ဒီခေတ်ကလူတွေအိမ်အောင်ဖက်နှစ်ယောက်ရဲ့ဘဝအခြေအနေမတူညီတဲ့ point of view အနေအထားမှာသူတို့နှစ်ယောက်ကရောဘယ်လိုဖြတ်တန်းကြလဲဆိုတဲ့ဟာကိုရှင်းထိုးပြီးတော့ကျွန်တော်တို့သိနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီဇလန်းမှာရှာကြံပြီးတော့အခုလက်ရှိအမြင်ပေါ့ကျွန်တော်အမြင်ရှာကြံပြီးတော့အားနည်းချက်ဆိုပြီးပြောရမှာဆိုရင်တော့ဇလန်းရိုးစင်းတယ်ပေါ့နော်ဇလန်းရိုးစင်းတယ်ဆိုတဲ့အမြင်တစ်ခုကိုရတယ်ပေါ့နော်ဥပမာကျွန်တော်အခုပြောပြလိုက်တယ်ဆိုဇလန်းလေးကရိုးရှင်းတဲ့ဇလန်းဖြစ်နေလိမ့်မယ်ဒါပေမဲ့တကယ်ဖတ်ကြည့်တဲ့အခါကျတော့ဒီပါပေါ့နော်ကျွန်တော်တို့ဒီပဲပြားအစားတော့စားလို့ပေါ့ပဲပြားရွေးစားလို့ရှိရင်ကျွန်တော်တို့ကပဲပြားအစားတော့ဆိုပဲပြားပဲစားရင်ပဲပြားရတာပဲရမယ်ဒါပေမဲ့တကယ်အဲ့ဒီမှာငရုတ်သီးတို့ coffee တို့အချင်းဒီ sauce တို့အစားသဖြင့်ကျွန်တော်တို့ထည့်လိုက်တဲ့အခါမှာအရင်အရသာရှိတဲ့ပဲပြားအစားတို့ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီမုံရွေးမဟုတ်စားအောင်မှာလဲဇလန်းကတော့အိမ်တော်ရေးဇလန်းဖြစ်တယ်ဆိုတာကိုပြသလိုက်ရင်တော့ဒါဒီဇလန်းအိမ်တော်ရေးဇလန်းကြီးပါကွာဆိုပြီးတော့ဖြစ်သွားလိမ့်မယ်။တကယ်ဖက်ကြည့်တဲ့အခါအိမ်တော်ရေးဇလန်းမှာပါဝင်တဲ့သူရဲ့နောက်ခံကာလလေးတဲ့အနေအထားမတူညီတဲ့ဘဝနှစ်ခုမတူညီတဲ့ point of view ဖြစ်သွားလာတဲ့ lifestyle ပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တို့အပေါင်းဆက်ပြီးတော့သိရှိရမှာဖြစ်ပါတယ်။အဲကြောင့်မလို့ကြသားစာပေချစ်တဲ့သူတွေအနေနဲ့မဖတ်ရသေးဘူးဆိုရင်ဖတ်တဲ့စာအုပ်တော့အဖြစ်ကျွန်တော်ဒီမုံရွေးမှုစာအုပ်ကိုညွှန်ဆိုပါတယ်။ဒီစာအုပ်ကဒီကျွန်တော်တို့1955ခုနှစ်မှာဒီဟွာပေါ့နော်စပြီးတော့ရှုမောစာအုပ်တိုက်ကထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ပြီးရင်တော့မြန်မာဘာသာရေးအပြင်ကိုကျွန်တော်အင်္ဂလိပ်ဘာသာပြင်သစ်ဘာသာနဲ့တခြားဘာသာစကားတွေနဲ့ဒီဘာသာပြန်ဆိုထားတဲ့စာအုပ်ဖြစ်တဲ့အပြင်ကိုကျွန်တော်တို့ဒီအဲ့ဒီ1955ခုနှစ်မှာပဲစာပေပေးမှန်ဆူရတဲ့စာအုပ်ဖြစ်ပါတယ်ဆိုတော့စာအုပ်ကလည်းစာမျက်နှာကလည်းကျွန်တော်အများကြီးမရှိ300ကျော်ပဲရှိရပါတော့ကျွန်တော်ဒီ size လေးပေါ့နော်ဖတ်တဲ့စာအုပ်တော့အဖြစ်ညွှန်ဆိုပါတယ်ကျွန်တော်ရဲ့ rating ကတော့9ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်